ကတ္တပမြတ်စွာဘုရားရဲ့လက်ထက်ကအမျိုးသမီးတရားသိပြီးတော့မထင်ရှားလို့သူ့ရဲ့နာမည်ကိုအညတရနာရီလို့ဒီလိုခေါ်တယ်။အဲ့ဒီအညတရနာရီဆိုတဲ့အမျိုးသမီးကသားလေးတစ်ယောက်ရှိတယ်။ပထမတော့ရှင်ပြုပေးခြင်းစိတ်သိမရှိဘူးလေ။နောက်ဆုံးတော့ရှင်ပြုပွဲယဟန်ခံပွဲတွေတွားရင်တဲ့။အတန်ကတော့ရှင်သူမြတ်တွေဟောတဲ့တရားတွေနားလိုက်ရတော့သားလေးကိုရှင်ပြုပေးခြင်းစိတ်ပေါက်လာတယ်။အပြည့်ပြည့်စုံစုံနဲ့တတ်နိုင်တဲ့မျိုးသမီးဆိုတော့ရှင်ပြုရဟန်းကတရားတွေနာထားလိုက်ရတဲ့အဲ့ဒီမျိုးသမီးကသားလေးကိုတခါတည်းရှင်ပြုပေးလိုက်တာကိုရင်လေးကလည်းပြီးတော့သာသနာပေါင်းရောက်တော့ပျော်ပြီးတော့ပရိယတ်တိလို့အထုတ်ပြီးစာသင်လိုက်တာအသက်19နှစ်ကျော်20နီးသွားတဲ့အခါစာတော်ပေါက်မြောက်သွားပြီအဲ့ဒီအချိန်မှာဘာဖြစ်တော့မေအမေကိုယ်တိုင်ကပဲအဲ့ဒီကိုရင်ကိုတခါပြန်ပြီးတော့ရဟန်းခံပေးတယ်ရဟန်းခံပေးလိုက်တော့အဲ့ဒီဒကမာကြီးကဘာဖြစ်တော့မေရှင်းဒကမာလည်းသူပဲရဟန်းဒကမာကြီးလည်းသူပဲကိုရင်ဝက်သွားတဲ့နေ့ကစပြီးသူ့သားကိုပြီးပြီးရောပြစ်ထားသလားပြီးတော့မပြစ်ဘူးတဲ့ပြိတ္တနေ့တိုင်းကြောင်းသွားပြီးတော့ဆုံးပို့ပေးတယ်ဗျာဟုတ်လားအဲ့ဒီမှာရဟန်းဖြစ်သွားတဲ့သူ့သားကကြိုးစားလိုက်တော့နောက်ဆုံးတော့ပြိတ္တပိဋကသုံးပုံဆောင်ကြီးဖြစ်သွားတာပိဋကသုံးပုံဆောင်ကြီးဖြစ်သွားသည့်တိုင်အောင်လဲအမေကပြစ်မထားဘူးတခါတည်းသွားပြီးဆုံးပို့အဲ့ဒီအချိန်မှာသူ့ရဲ့အတိကဘာတိုးလာတယ်လို့မေးလိုက်တော့ငါမှန်ပြီငါသားလေးရှင်ပြုပေးလိုက်ရရဟန်းခံပေးလိုက်ရတာမှန်သွားဘာဖြစ်လို့တော့မေသားဦးစင်းစာချနေတာကြည့်ပြီးပိုးပြီးတော့ဝမ်းသာလို့လေဟုတ်လားငါလူဘဝမှာထားမယ်ဆိုငါသားခုချိန်ဆိုအိမ်အောင်ကြပြီးတော့ဘလို့ချွေးမနဲ့ငါဘလို့နေရမှာမသိဘူးဘလို့သားတွေမွေးလို့ငါမြည်တွေဘလို့ပုံကိုယ်တွေနဲ့ငါဘလို့ရင်ဆိုင်ရမှာမသိဘူးအခုတော့ငါသားကနေမွေးဖွားလိုက်တဲ့သာမဏေမလီကြီးညိုစရာကောင်းလိုက်တာယဟန်တော်ကြော်မော်တွေကြီးညိုစရာကောင်းလိုက်တာငါမှန်ပြီမဲ့ညအိယာဝင်နဲ့နှစ်ဖူးပေါ်လက်တင်ပြီးအဲ့ဒါကြည့်ပြီးပီတိဖြစ်တာလေစာကာနုတ္တိခေါ်တာပေါ့ဟုတ်လားပါနုတ္တိလေသားကိုစွန့်လွတ်လိုက်ရတာစွန့်လွတ်ခြင်းရဲ့တန်ဖိုးကိုသူနားလည်ပြီးတော့ညအိယာဝင်တိုင်းပျော်တာဟုတ်ပြီလားညအိယာဝင်နဲ့သူပျော်တယ်ညအိယာဝင်နဲ့တွေးလိုက်တဲ့သူကျဉ်တ်တယ်အဲ့ဒါနဲ့အဲ့ဒီမျိုးသမီးနောက်ဆုံးပြိတဲ့သူတို့ပြောကြပါစို့အသက်ကြီးလို့အိယာတဲ့လဲပြီးသေကန်ဒီကာလရောက်သွားတော့နတ်ပြည်6ဓာတ်ကနတ်သားနတ်သမီးတွေကနတ်ယထာ6ဆင်းနဲ့လာပြီးတော့လူကြလာတယ်ဗျာဟုတ်ပြီလားနတ်ယထာ6ဆင်းလာလူတယ်ကျွန်တော်တို့နတ်ပြည်လာခဲ့ပါကျွန်တော်တို့နဲ့လိုက်ခဲ့ပါကျွန်တော်တို့ကဘယ်နတ်ပြည်ကကျွန်တော်တို့ကဘယ်ယထာကပါအကုန်လုံးလာလူတယ်သေကန်ဒီကာလရောက်သွားတော့ပြည်တဲ့အဲ့ဒီမျိုးသမီးကြီးကြောက်စိတ်တွေရှိလာမိလဲတော့ရှိဘူးကြောက်စိတ်ရှိရလားဘာတွေရှိထားလို့လဲမေးရင်ကောင်းမှုရှိထားလို့ဘာရှိထားလို့ဣဒမောရတိပိဇာမောရတိကတ္တပုညောဥပယထာမောရတိသောမောရတိသောပမောရတိဒိဋ္ဌဝကမ္မဝိတုဒ္ဓိမတနောကတ္တပုညောပြုထားတဲ့ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်သည်ဣဒမောရတိဒီဘဝလည်းဝမ်းမြောက်ရတယ်ပိဇာမောရတိနောင်ဘဝလည်းဝမ်းမြောက်ရတယ်ဥပယထာမောရတိဒီဘဝနောင်ဘဝနှစ်ခုသလုံးဝမ်းမြောက်ရတယ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်ကဒီဘဝလည်းဝမ်းမြောက်ရတာပဲနောင်ဘဝလည်းဝမ်းမြောက်ရတာကမ္မဝိတုဒ္ဓိမတနောတဲ့ဩငါအသက်80နေခဲ့တဲ့80လုံးငါလေးတဲ့ကောင်းမှုလေးနဲ့ပဲငါနေခဲ့ရတာပဲဆိုတာကိုပြုထားတဲ့ကောင်းမှုမြင်လိုက်ရတော့ပိုးတော်ဝမ်းတောက်သေးတယ်တဲ့သူတော်ကောင်းတို့ဟုတ်ပြီလားအဲ့ဒါကြောင့်နတ်ယထာတွေ6ဆင်းတဲ့နတ်သားနတ်သမီးတွေလာလူတော်လည်းပဲကြောက်စိတ်ရှိရလားကြောက်စိတ်တစ်စက်မှမရှိဘူးအဲ့ဒီမှာသူရဲရဲနဲ့သူ့ပေါ်တက်ပါငါ့ပေါ်တက်ပါလူနေကြတော့သူကမေးတယ်ငါသွားခြင်းနဲ့နတ်ပြေကဖယားလောင်းနတ်သားတွေဓမ္မကတိကနတ်သားတွေရှိတဲ့နတ်ပြေပဲငါနေခြင်းနဲ့ငါသွားခြင်းနဲ့ဖယားလောင်းနတ်သားရှိရင်အဲ့ဒီဖယားလောင်းဒီကငါတရားနာခြင်းနဲ့ဓမ္မကတိကနတ်သားရှိရင်ဓမ္မကတိကနတ်သားတွေထံကငါဟိုမှာလည်းပဲတရားဆက်နာခြင်းသေးတယ်အဲ့လိုနတ်သားတွေရှိတဲ့နတ်ပြေကိုပဲငါလိုက်ခြင်းနဲ့လို့ပြောတော့အဲ့ဒီမှာတုတိတာနတ်ယထာဘောကနတ်သားကဟာအဲ့ဒါကျွန်တော်တို့နတ်ပြည်ပဲရှိတယ်ကျွန်တော်တို့မရှိဘူးဒါဆိုငါတုတိတာနတ်ယထာဘောပဲတက်မယ်ကျွန်တော်ယထာငါမလိုက်ချင်ဘူးလို့ပြောတယ်ဗျာကောင်းမှုရှိထားတော့ရွေးချယ်ပိုင်ခွင့်လည်းရှိတယ်ဒါပြောတာဟုတ်လားကောင်းမှုသာမရှိတော့ကောင်းတဲ့ရွေးချယ်ပိုင်ခွင့်ရှိပါမလားဘယ်ရှိမလဲအဲ့ဒီမှာတုတိတာနတ်ယထာတစ်သိကြံခဲ့တယ်နတ်သက်လူသက်ချွေပြီးတော့သေသွားတော့အဲ့ဒီနတ်ယထာဘောတက်ပြီးနတ်သမီးကြီးသူဖြစ်သွားနတ်သမီးဖြစ်သွားတော့တတိကလည်းကောင်းလိုက်တာအခုနတ်ပြည်မောင်းရတော့မှာပဲဟေ့နတ်ပြည်မမောင်းစင်းနဲ့
ငါကြားဘူးတဲ့ငရဲပြည်ဆိုတာအင်မတန်မှဆင်းရဲတယ်ပင်ပန်းတယ်ဒုက္ခများတယ်လို့ငါကြားဘူးတယ်တောက်ကြစားကြမူးကြယူကြကုသိုလ်မေ့ပြီးတော့နေရတဲ့လူတွေအတွက်အဲ့လိုငရဲပြည်ကြီးဘလောက်ထိပင်ပန်းတယ်ဆင်းရဲတယ်ဆိုတာလဲငါတော့ကြည့်ကျင်သေးတယ်အဲ့ဒါကြောင့်ငါ့ကိုအဲ့ဒီလိုက်ဖို့ပေးစမ်းလို့ပြောတဲ့ဗျာနတ်ယထာကိုငရဲပြည်မောင်းခိုင်းတာဟုတ်လားအဲ့ဒီမှာနတ်ယထာနတ်သားကြီးကလည်းရပါတယ်မောင်းပေးပါမယ်ငရဲပြည်မောင်းတာဒီရှင့်တက္ကမဓာလို့မထင်စေနဲ့ပေါ့ပန်းဝင်လေးတွေနဲ့ပါလေးတွေအလှမြင်ထားပေါ့ဟုတ်လားအဲ့ဒီမှာရှင့်တက္ကမရဟန်းတက္ကမနတ်သမီးကြီးငရဲပြည်ဖြတ်သွားလို့တော့ငရဲပြည်ကြီးတကူလုံးကတတ်တာဖြတ်တာတွေရပ်ပြီးတော့အားလုံးကအေးချမ်းနေတာလေတခါမှဒီလိုကုမဖြစ်ဘူးပဲနဲ့ဘလို့ကြောင့်ဖြစ်တယ်လေအားလုံးကငရဲပြည်ကလူတွေအံ့ဩကုန်ကြနောက်ဆုံးတော့သိကြတယ်ခါတိုင်းဆိုရင်ကွာငါမနဲ့မိုးလင်းတန်တဲ့တပြိုင်နဲ့ပေါ့နောက်ကျောကအကြီးနဲ့ချင်းအဲ့ဒါနောက်ကနေဒုတ်ကြီးနဲ့ရိုက်နာလို့ကိုရှေ့မတိုးရင်ဒုံနဲ့ရိုက်လို့နာလို့ရှေ့သွားနောက်ကကြောကြီးကချိတ်ထားတဲ့ဟာကြီးကနာနောက်တစ်ယောက်ဆိုလည်းအထက်ကိုလက်ပတ်မင်းကြီးပေါ်တက်ခိုင်းလက်ပတ်မင်းကစူးကြီးတွေနဲ့တက်လိုက်ပြန်တော့ရင်ဘတ်ကိုစူးနဲ့ထိုးမတက်ပြန်တော့နောက်ကဒုံနဲ့ရိုက်တချို့ကြတော့ရှာကြီးကိုအပ်နဲ့ထိုးတန်နဲ့ထိုးအမျိုးမျိုးဒုက္ခတွေခံကြရဒီဒုက္ခတွေတို့မခံရဘူးဘယ်လိုဖြစ်သွားတာတော့ဆိုတော့ရှင့်တက္ကမယဟန်တက္ကမကြီးတို့ငရဲပြေကဖြတ်သွားလို့လေသူလာတဲ့အခိုက်မို့တို့အင်းငိမ့်ချမ်းသာခွင့်ရတာလေလူပြေကလူတွေရှင်ပြုယဟန်ခံတွေများများလုံနေကြပါစေရှင်ပြုတဲ့လို့ယဟန်တက္ကမတွေရဲ့လို့ရှင့်တက္ကမဆိုတဲ့အမည်တွေများများခံယူပြီးတော့နတ်ပြည်များသွားရင်နတ်ပြည်မသွားခင်ဒီအညတရနာရီမျိုးသမီးတို့တို့ငရဲပြည်ကိုလာပြီးကြည်နိုင်ကြပါစေ။ဘာဖြစ်လို့တော့မီချမ်းသာလို့ဟုတ်လားပြောချင်တာကငရဲပြည်ကြီးခိတ္တအေးစေနိုင်တဲ့ကုသိုလ်ဟာဘာပဲရှိတဲ့ရှင်ပြုရဟန်းကကုသိုလ်ပဲဟုတ်ပြီလား